ဒီနေ့ဗီဒီယိုထဲမှာတော့ GDRL အပိုင်းမှာအကြောင်းသားတွေနားမလည်ကြတဲ့ Dangling modifier နဲ့ misplaced modifier ရဲ့အကြောင်းကိုရှင်းပြသွားမှာဖြစ်ပါတယ်။ Hey guys, what's up? English and early with Zain at Online Learning Center နဲ့ပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်။ဆိုတော့ကျွန်တော်ဒီနေ့မှာတော့ GDRL အပိုင်းကအကြောင်းသားတွေတော်တော်များများနားမလည်ကြတဲ့ Dangling modifier နဲ့ misplaced modifier ဆိုတဲ့ modifier အမှားနှမျိုးအကြောင်းကိုကျွန်တော်ဒီဗီဒီယိုထဲမှာရှင်းပြပေးသွားမှာဖြစ်ပါတယ်။ဆိုတော့ပထမဆုံး Dangling modifier ကဘာလဲmisplaced modifier ကဘာလဲဆိုတာကိုမပြောပြခင်မှာ modifier ဆိုတဲ့စကားလုံးရဲ့အဓိပ္ပာယ်ကိုသိချသိအောင်လို့ကျွန်တော်ရင်းရှင်းပြပါမယ်။ modifier ဆိုတာကဝတ္ထတစ်ခုမှာရှိတဲ့စကားလုံးတစ်လုံးဒါမှမဟုတ်လို့ရှိရင်စကားစုတစ်စုကိုနာမဝိသေသနာဒါမှမဟုတ်လို့ရှိရင်ကရိယာဝိသေသနာရဲ့လိုမျိုးဖော်ပြပေးတဲ့ကန့်သက်ပေးတဲ့စကားလုံးတစ်ခုဒါမှမဟုတ်လို့ရှိရင်စကားစုတစ်ခုကိုကျွန်တော်တို့က modifier လို့ခေါ်တာဖြစ်ပါတယ်။ modifier တစ်ခုရဲ့အထားအသွကဘလောက်အရေးကြီးလဲဆိုတာကို example sentence နှစ်ခုနဲ့ကြည့်ကြည့်ရအောင်။ဒီ sentence နှစ်ကြောင်းမှာဆိုလို့ရှိရင် broken ဆိုတဲ့ adjective ဒီ modifier ဖြစ်ပါတယ်။ပထမ sentence A မှာဆိုလို့ရှိရင် broken ဆိုတဲ့ adjective ဒီ computer ဆိုတဲ့ noun ကို modify လုပ်ထားတာဖြစ်ပြီးတော့ဒုတိယ sentence မှာဆိုလို့ရှိရင်တော့ broken ဆိုတဲ့ adjective ဒီ man ဆိုတဲ့ noun ကို modify လုပ်ထားတာဖြစ်ပါတယ်။ပထမ sentence ဖြစ်တဲ့ the man's broken computer is fixed ဆိုတဲ့ sentence ရဲ့အဓိပ္ပာယ်ကတော့ဒီအမျိုးသားရဲ့ကွဲနေတဲ့ computer ကပြင်လို့ပြီးသွားပြီလို့ပြောထားတာဖြစ်ပါတယ်။ဒုတိယ sentence ဖြစ်တဲ့ the broken man's computer fixed ဆိုတဲ့ sentence မှာတော့ broken က man ကို modify လုပ်ထားတာဖြစ်တဲ့အတွက်ကြောင့်မလို့ကျေကွဲနေတဲ့အမျိုးသားရဲ့ computer ကပြင်လို့ပြီးသွားပြီလို့အဓိပ္ပာယ်ရမှာဖြစ်ပါတယ်။ဆိုတော့ dangling modifier ဆိုတာဘာလဲ။ dangling modifier ဆိုတာကစာကြောင်းထဲမှာ modifier ပါနေပေမဲ့သူ modify လုပ်မဲ့ subject အစစ်အမှန်ကစာကြောင်းထဲမှာလုံးဝပျောက်ဆုံးနေပြီးတော့တွဲလောင်းကြီးဖြစ်ကြံခဲ့တာကိုဆိုလိုပါတယ်။ For example အနေနဲ့ walking down the street the rain started to fall ဆိုတဲ့ဒီ sentence မှာဆိုလို့ရှိရင် walking down the street က modifier ဖြစ်ပြီးတော့ the rain ကတော့ subject ဖြစ်ပါတယ်ဒီ sentence ရဲ့အဓိပ္ပာယ်ကိုကျွန်တော်တို့ပြောချင်တဲ့ပုံစံကတော့ကျွန်တော်လမ်းလျှောက်လာရင်မိုးစရွာတယ်လို့ပြောချင်တာဖြစ်ပါတယ်ဒါပေမဲ့လို့ဒီ sentence မှာဆိုလို့ရှိရင် walking down the street က the rain ကို modify လုပ်ထားတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ the rain ကလမ်းလျှောက်တယ်လို့ဖြစ်နေပါတယ်ဆိုတော့ဒီနေရာမှာဆိုလို့ရှိရင် I ဆိုတဲ့ subject ကလုံးဝပျောက်နေတာကိုတွေ့ရမှာပါဆိုတော့ကျွန်တော်တို့ကအဲ့ဒါမျိုးကို dangling modifier လို့ခေါ်တာဖြစ်ပါတယ်ဒီလို dangling modifier အမှားကိုပြင်ဆင်တယ်ဆိုလို့ရှိရင်တော့ walking down the street I noticed that the rain started to fall ရေးတဲ့အခါကျတော့မှမှန်မှာဖြစ်ပါတယ် misplaced modifier ဆိုတာဘာလဲဆက်ပြီးမသွားခင်မှာကျွန်တော်တို့ရဲ့ TikTok account နဲ့ Facebook page လေးကို like and follow လုပ်ခဲ့ပေးဖို့နဲ့ YouTube channel လေးကိုလည်း subscribe လုပ်ခဲ့ပေးဖို့ကိုမြတ်တာရက်ခံအပ်ပါတယ်ဆိုတော့ misplaced modifier ဆိုတာကရောဘာလဲ misplaced modifier ဆိုတာက modifier ကစာကြောင်းထဲမှာရှိနေပေမဲ့သူအကျယ်ချဲ့ရမယ့်စာလုံးရဲ့ဘေးမှာမရှိဘဲနဲ့တခြားစာလုံးတစ်လုံးရဲ့ဘေးကိုမှားယွင်းရောက်ရှိနေလို့အဓိပ္ပာယ်ချော်ကုန်တဲ့အခြေအနေမျိုးကိုဆိုလိုတာဖြစ်ပါတယ် For example I saw a dog inside a car with a red collar ဆိုတဲ့ဒီ sentence လေးကိုကြည့်ကြည့်ရအောင်ဒီ sentence ကိုကျွန်တော်တို့တကယ်တမ်းရေးချင်တဲ့အဓိပ္ပာယ်အမှန်ကတော့ကျွန်တော်ကားထဲမှာလေဘက်အနီရောင်ဝတ်ထားတဲ့ခွဲတစ်ကောင်ကိုတွေ့ခဲ့တယ်လို့ပြောချင်တာဖြစ်ပါတယ်ဒါပေမဲ့ဒီ sentence မှာက with a red collar ဆိုတဲ့ modifier ဒီ a car ဆိုတဲ့ noun ကို modify လုပ်ထားတာဖြစ်ပါတယ်ဆိုတော့ကားကြီးရပဲလေဘက်အနီရောင်ပတ်ထားတယ်လို့ဖြစ်နေပါတယ်ဆိုတော့ဒီနေရာမှာ misplaced modifier ဖြစ်နေတာဖြစ်ပါတယ်ဒီ sentence ကိုအမှန်ပြန်လို့ချင်တယ်ဆိုလို့ရှိရင်တော့ I saw a dog with a red collar in a car လို့ရေးပေးမှမှန်မှာဖြစ်ပါတယ်ဒီလောက်ဆိုရင်တော့ dangling modifier နဲ့ misplaced modifier ရဲ့အကြောင်းကိုကောင်းကောင်းမွန်မွန်နားလည်သွားပြီလို့ထင်ပါတယ်Thank you for watching. See you in the next video and bye.